မြန်မာသမိုင်းမှာလူသိနည်းပေမဲ့တရုတ်စစ်တပ်ကြီးကိုအကြောက်တရားသွင်းပေးခဲ့တဲ့စစ်ပါရမီရှင်တယောက်ရှိခဲ့ပါတယ်။သူကတော့ချင်းသီကြီးလို့တင်စားရတဲ့စစ်သူကြီးမဟာတီဟသူရပါပဲ။ဆက်ရှိရာစုမှာကမ္ဘာအင်အားအကြီးဆုံးအင်ပါယာကဘာလို့လဲ။တန်တရားရှိစရာမလိုပဲတရုတ်ပြည်ရဲ့ချင်းမင်းဆက်ချင်း Dynasty ပါပဲဒါပေမဲ့ဒီလိုအင်အားကြီးစစ်တပ်ကြီးဟာနိုင်ငံငယ်လေးတစ်ခုကိုကျူးကျော်ဖို့ကြိုးစားရင်သွေးပြက်စရာတင်ကန်းစာတစ်ခုရသွားလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူးတရုတ်ဧကရာဂျန်စင်ဟာသူ့ရဲ့နယ်နိမိတ်ကိုချဲ့ထွင်ဖို့စစ်တပ်ကြီးကိုအလုံးအရင်နဲ့ဆေလွတ်ခဲ့ပါတယ်1965ကနေ1969အထိ4နှစ်အတွင်းမှာတရုတ်စစ်တပ်ဟာမြန်မာပြည်ထဲကိုစစ်ကြောင်းကြီး4ချိန်တိုင်းကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရင်ဆိုင်ရမှာကကုန်းပေါင်ခေဦးရဲ့စစ်တိုက်ရမှာအယိုးတော်နေတဲ့တမန်ကြီးလိုကုန်းပေါင်စစ်တီတွေဖြစ်နေခဲ့ပါတယ်။မြန်မာတွေဓာတ်နဲ့လှံပဲသုံးပြီးတရုတ်ကိုတိုက်ခဲ့တယ်လို့ထင်ရင်မှားပါလိမ့်မယ်။ကုန်းပေါင်ခေတ်မှာမြန်မာတပ်မတော်ဟာအနောက်တိုင်းဖြစ်မီးပေါက်တနက်တွေကိုစနစ်တကျအသုံးပြုတဲ့တနက်တပ်ဖွဲ့တွေရှိနေပါပြီ။အဲ့ဒီတနက်တပ်တွေကိုအုပ်ချုပ်ပြီးရန်သူကိုဒူးထောက်စေခဲ့တဲ့စစ်တီနာပတိချုပ်ကိုတော့တနက်မင်းကြီးမဟာတီဟသူရလို့သမိုင်းတွင်စီခဲ့ပါတယ်။သူဟာတောနတ်ထဲမှာရိတ်ခါပြတ်နေတဲ့တရုတ်စစ်တပ်ကိုပျောက်ကြားစစ်စနစ်နဲ့ညှက်ပိတ်ပြီးသွေးမြေကြစီခဲ့ပါတယ်။နောက်ဆုံးမှာတော့တရုတ်စစ်တပ်ကြီးလုံးဝဝိုင်းရံပိတ်မိသွားတဲ့အချိန်မှာသူဟာတိုင်းပြည်နှစ်ခုလုံးအတွက်ကုန်းတုံစာချုပ်ကိုချုပ်ဆိုပြီးစစ်ပွဲကိုငြိမ်းချမ်းစွာအဆုံးသတ်ခဲ့ပါတယ်။တရုတ်ဧကရာဂျန်စင်ကိုယ်တိုင်လဲဒါဟာသူ့ဘဝမှာအရှက်ရဆုံးစစ်ပွဲလို့ဝန်ခံခဲ့ရပါတယ်။မိတ်ဆွေတို့ကညမသမိုင်းကဘယ်စစ်သူရေကောင်းကိုအကြိုက်ဆုံးလဲအောက်ကကုန်းမမှာရေးပြီးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်